အားလုံးပဲမော်နီမှာကျွန်တော်စောင့်နေတဲ့မက်ဆီနဲ့တော့ပစ်တိုင်းပေါက်ကြရတော့ရောက်လာခဲ့ပေါ့နော်250ဆိုတော့နည်းနည်းတော့250ပေါက်ကြည့်ဆိုနည်းနည်းတော့လက်မိမဲ့ကုန်း2ယောက်ဆိုတော့လိုက်ကြည့်လိုက်ပါမယ်ကုန်း2ယောက်ဆိုတော့လိုက်ကြည့်လိုက်ပါမယ်မနေ့ကလည်း free ebit ဖောက်ခွင့်ပေးထားတာဆိုတော့ free ebit တကောင်တရားပေါက်မဲ့ဒီ legend assembly ဆိုပေါက်လေးလာရတာကြတော့အဲ့ဒီလေးမဖောက်ရသေးတယ်အဲ့ဒီလေးပဲတစ်ခါဖောက်ပါမယ်လောလောဆယ်ဘောက်ဖောက်မယ်ဆိုပေမဲ့ coin ထည့်ရသေးဘူးဆိုတော့ရင်းဆုံး coin ထည့်လိုက်ပါမယ်ရင်းဆုံး coin 12000 3000လောက်ထည့်ကြည့်လိုက်မှာပေါ့နော် coin 3000လောက်ထည့်ပြီးတော့ရင်းဆုံး coin 3000နဲ့ရမရစမ်းပြီးဖောက်ကြည့်လိုက်မယ်ပေါ့နော်ဘောက်ကရင်းဆုံး free ရထားတဲ့ဟာလေးလည်းတော့ဖောက်ပါအောင်မယ် free ရထားတဲ့ဟာလေးတွေဖောက်ပြီးမှပဲပောက်ဖောက်ပါမယ်ကဲ coin 3000လောက်13000 14000ဒီပါထည့်လိုက်တယ်ပေါ့နော်โอเค coin ရောက်လာပါပြီ coin ရောက်လာပါပြီအရင်ဆုံး free ရတဲ့ဟာလေးတွေတော့ဖောက်ပါမယ်မက်ဆီရိုနယ်ဒိုကရီဒီနီတရကွေရတဲ့စက်တက်မှာဆိုတော့တင်းစပစ်ဘလောက်ရောက်လဲပေါ့နော်လောဆယ်3330ရှိတယ်အဲ့နှစ်ရလိုက်လို့ရှိနောက်ထပ်တင်းစပစ်ဘလောက်ထိရောက်လာမလဲဆိုတာကြည့်ရပါတော့โอเคပါတွားနိုင်ပါမယ်ဆိုရရင်တော့ကျန်တဲ့ကွာကြီး giveaway ပေးပလိုက်မယ်10ချိန်20ချိန်50တောင်ရလို့ရှင်ကျန်တဲ့ကွာကြီးအကုန်လုံးကြည့်ရလူတွေအကုန်လုံး giveaway ပေးပလိုက်မယ်ရှုပ်လို့လို့ရှင်BOD ပကိုင်းနေကြလိုက်မယ်ပေါ့နော်မပေါက်မလဲပေါ့ဇီဇီလေးရရင်တော့လိုချင်တယ်ကွယ်မန်ယူဖန်ဆိုတော့ဒလွေကဲကျေးဇူးတင်ပါတယ်လို့โอเคlegend assembly လေးလိုချင်တော့အကွဲတို့ပေါ့နော်လူနီကရှိပြီးသားဆိုတော့အကွဲတို့ကမရှိလို့ကွဲတို့ကလေးလိုချင်ပါတယ်ကွဲတို့ကလေးပြီးရင်တော့ကိုနမီကိုထိုင်ကြတော့ပါမယ်ပေါက်လို့ပဲစားပြီးရင်တော့ကိုနမီကိုဆဲပါမယ်အေးပါကွာတလောက်အများကြီးထဲမှာဂျပန်ကောင်ပြီးတာတဲ့ကျေးဇူးတင်ပါတယ်လို့ရှင်ဂျီအိုနိုကျေးဇူးတင်ပါတယ်လို့ဟုတ်ကဲ့ဘာဒီပြီးမှမသိဘူးပေါက်လို့ပဲစားကဲရာဦးလေးလည်းပေါက်ပြီးသားဆိုတော့မပေါက်လည်းကိစ္စမရှိပါဘူးရာဦးလေးโอเคမပေါက်ပါဘူးမပေါက်မရှိပါဘူးโอเคမက်ဆီရန်ရိုဘောက်သွားလိုက်ကြမယ်ပစ်တိုင်းပေါ့ပထမဆယ်ရင်ကွိုင်း900နဲ့နှိုက်ခွင့်ရမှာဆိုကြတော့โอเค free တစ်ချိန်ရဲ့မက်ဆီနောက်ထပ်ကွိုင်း900နဲ့10ချိန်မှာရော်နယ်ဒိုပေါက်လိုက်အဲ့ဆိုဆက်မလိုက်တော့ကျန်တဲ့ကွိုင်းတွေအကုန်လုံး giveaway ပေးပလိုက်မယ်โอเคမက်ဆီကကျွန်တော်ကတော့ trick တွေဘာမှမသိဘူးပေါ့နော်အမြဲတမ်းထောက်ဖောက်နေပဲလုပ်တာဆိုကြတော့ကျွန်တော်ဟာကြည့်အောင်နေတာ trick တွေရမှာမဟုတ်ဘူးကျွန်တော် B trick မှလည်းမလုပ်ဘူးအမြင်ပဲဖောက်တာဆိုကြတော့အမြင်ပဲတွားကြအောင်ပေါ့နော်โอเคမပေါက်ပါဘူးကျေးဇူးတင်ပါတယ်ဒီဘောက်တန်လားမတန်လားတော့မပြောတတ်ဘူးပေါ့နော်တန်လားမတန်လားတော့မသိပေမဲ့ကျွန်တော်ကတော့ကြိုက်လို့လိုက်မှာပါရိုနယ်ဒိုမက်ဆီလို့ကျွန်တော်လိုက်မှာပါရိုနယ်ဒိုနဲ့မက်ဆီနဲ့ဖြစ်နေလို့ကိုလိုက်တာပါတန်လို့မတန်လို့လိုက်တာမဟုတ်ပါဘူးရိုနယ်ဒိုပစ်တိုင်းကတ်နဲ့မက်ဆီပစ်တိုင်းကတ်ဖြစ်နေလို့လိုက်တာပါ the last stand ပေါ့နော်သူတို့နှစ်ယောက်လုံးရဲ့ကပ္ပဖလားနောက်ဆုံးကပ္ပဖလားမှာကစားခဲ့တဲ့ကတ်တွေဖြစ်လို့မလို့ကိုလိုက်တာပါโอเค900နဲ့ဒီစပေါက်ကြည့်လိုက်ပါမယ်ဘာပေါက်မလဲပေါ့โอเค let's go ကွိုင်း3000လောက်နဲ့နှစ်ယောက်လုံးရပါမလား3000လောက်နဲ့နှစ်ယောက်လုံးရရင်တော့โอเคမပြီးပါဘူးကျေးဇူးတင်ပါတယ်မပြီးပါနဲ့ကျေးဇူးတင်ပါတယ်ဒီနေ့ကလည်းပေါက်သိရလို့ရေနဲ့ထမင်းဖြစ်နေအခုဆိုတော့ရေနဲ့ထမင်းမှာစားရမယ်မတင်တော့ပါဘူးဆိုချပြလိုက်ပါဆိုကဲမက်ဆီတစ်ချက်ထောက်ကြည့်လိုက်မယ်မက်ဆီတစ်ချက်ထောက်ပြီးပေါက်ကြည့်လိုက်မယ်โอเคစောစီပြလိုက်ပါကိုနမီရဲ့စောစီပြလိုက်ပါ yes
ပေးမပေါ့ဘူးလို့ကျေးဇူးတင်ပါတယ်လို့ဒီခါလဲပေါက်သိရအောင်မလားမသိဘူးအမြဲတမ်းပေါက်ပဲတိတ်နေရကိုနမီကကိုဆိုရင်ပေါက်တွေကြီးပဲတိတ်ခိုင်းတာโอเคထပ်ပေါက်နေပဲသွားမယ်အချိန်ကြီးရမ်းကြာလို့မလို့ yes ပေါက်လိုက်တော့ကွာပေါက်လိုက်တော့မှ black boy ပါလေးလာပြီးတော့အိုးနေချာတကောင်နဲ့မိုဒရစ်ကြီးထင်ပါတယ်ကွာမိုဒရစ်ကြီးစပေးတာလို့ black boy ပါလာလိုက်ပါလားသုံးကောင်ဘူးလေးပါတယ်လာခွန်းမိုဒရစ်ဟာစိုးပါဦးစောစီတကောင်တော့ရပြီစိုးပါဦးမစိုးပါဘူးပဲပြောမှာပေါ့ကွိုင်းတောင်းတစ်ထောင်ကျန်ပါသေးတယ်ကွိုင်းတောင်းတစ်ထောင်ကျန်ပါသေးတယ်တောင်းတစ်ထောင်မို့တွေ့တဲ့ကောင်မေးရပါသေးတယ်လောလောဆယ်တော့ကွိုင်း3000ဒီပါကုန်သွားပါပြီโอเคငါတို့ဒိုးလေးရင်ဆုံးပေးကွာโอเคဘလက်ပေါ့โอเคဘလက်ပေါ့ရှိုးတိုက်โอเคသုံးကောင်ဘူးနီမာတစ်ကောင်နဲ့နီမာတစ်ကောင်နဲ့ပြီးတယ်လို့โอเคအကျင်း90မှာ2ကောင်ရပါပြီအကျင်း90မှာ2ကောင်ဖမ်းမိသွားပါပြီနီမာနဲ့မိုးရင်းနဲ့2ကောင်ဖမ်းမိသွားပါပြီနီမာနဲ့မိုးရင်းနဲ့2ကောင်ဖမ်းမိသွားပါပြီအကျင်း90မှာနောက်ထပ်အကျင်း100ကျန်ပေါ့နော်အကျင်း100မှာပစ်တိုင်း2ကောင်မိမလားပစ်တိုင်း2ကောင်မိရင်တော့နားရနဲ့နားပလိုက်မှာနားရင်လည်းနားပလိုက်မှာပါတော့ပါဘစ်တိုင်းနေပြီးပါတော့ငါတို့နဲ့ message ကပြီးပါတော့အကွိုင်ဘလို့ရှင်မဟာရန်လေးပါလိုက်မလားလို့စဉ်းစားနေဒီတိုင်းဆိုရင်တော့ပေးလိုက်တော့အော်ဒါကြီးကဘာမှမပေါ့ကွာ standard ကြီးပဲကွိုင်းနာမီကတော့ဂျင်းမီလို့ကွိုင်းနာမီကတော့ဂျင်းနေကွိုင်းနာမီကတော့ကွိုင်းနာမီကတော့ဂျင်းနေပါပြီကွိုင်းနာမီစောစီပေးလိုက်ပါလို့စောစီပေးလိုက်ပါကွိုင်း1000တော့ထည့်ထားတာစောစီပေးလိုက်ပါโอเคဆိုပါဘူး highlight ကလေးရပါသေးတယ် highlight ကလေးပါသေးရဆိုနံပါတ်ခွင်လာပြီးတော့ငါဒိုလာလို့နံပါတ်ခွင်လာပြီးတော့မာရကြီးလာပေးတယ်တဲ့နံပါတ်ခွင်ကျေးဇူးတင်ပါတယ်လို့နံပါတ်ခွင်နဲ့နံပါတ်ခွင်နဲ့ကျေးဇူးပါလို့8000ကျော်ပဲကျန်တော့နောက်ထပ်အကျဉ်90လောက်ပဲကျန်တော့မယ်နောက်ထပ်အကျဉ်90လောက်ပဲကျန်တော့မယ်ဆိုတော့ပြီးပါတော့3ကပ်ဘူးတွေပါတခါမှမပေါက်ဘူးသေးဘူးသူများကြီးတက်ရှော့ပေါက်ကိုလို standard တွေကြီးပဲကျေးဇူးတင်ပါတယ်လို့ဟဲ့ရည်တော့မပေါက်ကျေးဇူးတင်ပါတယ်လို့ကျေးဇူးတင်ပါတယ်တကယ်ချင်းကိုနမီဒီဂိမ်းမပေးဘူးလို့ချိန်80နီးပါးဖြစ်နေခုဒီ2ကောင်ပဲမိသေးတယ်နီမာနဲ့မိုးရင်းနဲ့လောက်ကြအောင်ထွတ်တက်လို့ရှိရင်လည်းပေးကြပါအောင်highlight တွေပဲလို့ highlight မလို့ခြင်းဘူး highlight တွေမလို့ခြင်း highlight တွေပဲပေးနေထွတ်လက်တလေးရှိရင်လည်းမှန်းကြပါအောင်လို့ဒီတိုင်းဆိုတော့ခွက်ဆွဲရတော့မယ်ကိုနမီကျေးဇူးနဲ့လုံးဝမပေးဘူးချိန်ဘယ်လောက်ရှိတာလဲချိန်80ရှိသွားပြီလုံးဝမပေးဘူးကွိုင်ထက်ထည့်ရမယ်ထင်ပါတယ်ဒီတိုင်းဆိုရင်တော့မပေးသေးပါဘူးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကွိုင်နာမီကတော့ကိုယ့်ကိုပေါက်သိမ်းခိုင်းမဲ့သဘောမှရှိပါတယ်ကျေးဇူးတင်ပါတယ်လို့โอเคလောက်လိုက်တော့ပေးလိုက်တော့တကောင်တော့ပါတယ်ဆိုပေမဲ့ဘယ်သူပါမလဲမသိပါတော့တကောင်တော့ပါတယ်တကောင်ပါသေးတယ်တကောင်ပါသေးတယ်မက်ဆီ yes မက်ဆီတော့စောစောစီးရတော့ပြီပေါ့နော်မက်ဆီကတော့စောစောစီးရတော့ပါပြီမက်ဆီကတော့စောစောစီးရတော့ပါပြီခိပါ
ငါတို့တကက်ပဲကြမှာတော့မယ်ဘာလို့ငါတို့အရင်ဆုံးမပေးတာလဲလို့ငါတို့အရင်ဆုံးပေးပါလားကဲ9000နဲ့ငါတို့ရရင်နားမယ်ဗျာရှုပ်တယ်ငါတို့ရရင်ဆက်မလိုက်တော့ရိုရီကိုဒီဘိုင်းနူအာလေးလဲလိုချင်သေးတယ်ဒါပေမဲ့ဒိုလေးရနားပြီဗျာကျွန်တော်ဒိုလေးရဆက်မလိုက်တော့အဲ့ကက်ဒီသုံးမှလည်းမဟုတ်တော့ကြာဒါဒိုလေးလိုချင်ဒိုလေးနဲ့မက်ဆီလိုချင်တော့လိုက်တာပေါ့နော်ဒိုလေးရတော့နားမယ်ဗျာရှုပ်တယ်ဒိုလေးရနားပြီမလိုချင်ဘူးလို့ highlight တွေမပေးလေဘာမှမဖြစ်ဘူး highlight တွေမပေးလေဘာမှမဖြစ်ဘူးလို့ bit time ကတ်တွေပဲတစ်ခါလေးပေးလိုက်ပါလို့ဒိုလေးကတ်လေးရနားပြီလို့13000ဒိုလေးရမယ်မထင်ဘူး coin 13000ထပ်ပြီးတော့လက်ရမယ်ထင်တယ်ဒီတိုင်းဆိုရင် coin နမီးရှေ့ချင်းတာလို့ဒီမိုင်းဆို2កောင်ဘူးနဲ့3កောင်ဘူးနဲ့ကိုဆိုရင် standard ကတ်ဒီရွယ်ကြည့်အောင် standard ကတ်ဒီရွယ် highlight လေးတောင်ပါအဲ့လောက်ကိုချစ်တာ coin နမီးတကယ်ချင်းပါဆိုလို့ပေါ့နော်ချိန်30ပဲဖောက်လို့ရတော့မယ်ချိန်30နဲ့ငါတို့မပေးရင်တော့တေးပြီလို့ coin ထပ်ဖြစ်ရတော့မယ် coin ထပ်မဖြစ်ချင်ဘူးလို့1000ထည့်တာဆိုကဲငါတို့လေးပြလိုက်ပါတော့ငါတို့ဘစ်တိုင်းကမရှိလို့ပါကိုစီမှာ yes okay ငါတို့ဒိုလေးပဲမပါဘူးလို့ကျေးဇူးတင်ပါတယ်လို့လုံးဝကိုပြင်ပေါက်တာပါလို့okay နောက်ထပ်စီချင်းရှုပ်လို့highlight တွေပဲပေးတာလို့တကယ်ကြီးလားလို့ highlight တွေပဲပေးတာလို့ coin ထက်ဖြစ်ရမယ်ထင်ပါတယ်လို့ okay တော့ဘာနေပဲသွားမယ်ဗျာကြားတယ်အချိန်ကြီးရမ်းကြလို့မပေးဘူးလို့ coin ထက်ဖြစ်ရပါမယ်ကျေးဇူးတင်ပါတယ်coin ထပ်ဖြည့်ရပါမယ် okay ခဏလေးစောင့်ကြပါဦးကျွန်တော် coin ထပ်ဖြည့်လိုက်ပါဦးမယ် coin နာမည်က coin 13000ပေးမသွားပါဘူးဆိုတော့ကို coin ထပ်ဖြည့်ရမယ်ပေါ့နော်ကျေးဇူးတင်ပါတယ်လို့ coin 14000နီးပါးမပေါက်ဘူးလို့ Messi တကောင်ပဲပေးတယ်လို့ကျေးဇူးတင်ပါတယ်လို့ကိုနာမည် okay coin 6000ထပ်ထည့်လိုက်ပါပေါ့နော်6000နဲ့ရမှာလားပေါ့6000ထပ်ပြီးတော့ထည့်လိုက်ပါမယ် coin 6000ထပ်ပြီးတော့ထည့်လိုက်ပါမယ် coin နာမည်ကြီးစုနဲ့ okay coin 6000ထပ်ပြီးထည့်တာပါတယ် okay 6000ဖြစ်သွားပြီ okay ပါတက်ပေါက်ပါမယ်ပြီးပါတော့လို့ bit time standard ကတ်တွေပဲပေးတာလို့ရုပ်မှချက်ကတကယ်လို့အဲ့ကျင်80လားပဲကျန်တော့တော့ဇက်မှမပေးဘူး standard ကတ်တွေယူပဲရုပ်မှတယ်ဟုတ်လားကျင်90ပဲကျန်တော့တယ်ကိုနမီရုပ်မှချက်ကလက်လန်တယ်လို့မပါဘူးလို့တကယ်မပေးတာပါဆိုတော့ standard ကတ်တွေယူပဲပေးတာငါစနစ်ကလေးကုန်ထည့်ပြီးဆော့ပလိုက်မှာဗျာတပည့်ရှင်မှာဒီကမပေးတာလို့စောက်သေးပေါက်လာကျင်80ပဲကျန်တော့တယ်အဲ့လုံးဝမပေးသေးဘူးခုထိ3ကတ်လားပဲပေးသေးရမက်ဆီရဲ့နေမာရဲ့မိုဒရစ်ရဲ့3ကတ်ပဲပေးသေးတယ်နော်4ကတ်တောင်ကျန်သေးတယ်ကြည်အောင်အဲ့တော့အဲ့4ကတ်ကျန်တာကို standard တွေပဲပေးတယ်တကက်လောက်ထည့်ပေးပါလားတကက်လောက်ထည့်ပေးရင်တော့ပြီးနေပြီကျင်းမှာကွာခွေးကိန်းပေးလိုက်တော့ဟိအောင်ရေးတကယ်လို့စတန်ကတ်တွေပဲပေးတာလို့လုပ်ကြပါအောင်စတန်ကတ်တွေပဲပေးတာလို့
ဂျင်းမီလို့ကွိုင်နာမီကပေါက်သိမ်းခိုင်း250ကြီးကိုပေါက်သိမ်းခိုင်းနေတဲ့စဉ်းစားလို့မရဘူး250ကြီးကိုငါ့ကိုပေါက်သိမ်းခိုင်းနေတဲ့ကျေးဇူးတင်ပါတယ်လို့250ပေါက်ကြီးကိုသိမ်းခိုင်းလို့250ပေါက်ကြီးကိုသိမ်းခိုင်းလို့ကျေးဇူးတင်ပါတယ်လို့တကောင်ပါမယ်ဘယ်သူပါမလဲတော့မသိဘူးတကောင်ပါမယ်ဘယ်သူပါမလဲတော့မသိဘူးပေါ့နော်တကောင်တော့ပါမယ်ဒိုလေးနောက်ဆုံးတော့ဒိုလေးပေါ်လာခဲ့ပါပြီဒိုလေးပေါ်လာခဲ့ပါပြီနောက်ဆုံးတော့ဒိုလေးထွက်လာခဲ့ပါပြီโอเคမက်ဆီကဒိုလေးကတော့ပေါက်သွားပြီပေါ့နော်ဒါပြန်တော့3ကတ်ကြံသေးတယ်ပေါ့နော်3ကတ်ကြံသေးရဆိုတော့ဘာလို့ရမလဲဆက်လဲရမလားဆက်မလဲရဘူးလားစဉ်းစားနေပေါ့နော်နူအာရဲ့ဒီဘရန်ရဲ့3ကတ်ကောင်လိုက်တော့မယ်ဗျာကျွန်တော်ချိန်60ပဲကြံတော့တာဆိုတော့မထူတော့နူအာရဲ့ဒီဘရန်ရဲ့ရိုဒီခွေရဲ့ချိန်60နဲ့3ကတ်ဆိုတော့မထူတော့ဘူးဗျာလိုက်တော့မယ်ဆုံးထိပဲပေါက်သိမ်းခိုင်းတော့လည်းမတက်နိုင်ဘူးတင်းရတော့မှာပဲတင်းလိုက်တော့မယ်တင်းခိုင်းတော့လည်းမတက်နိုင်ဘူးတင်းလိုက်တော့မယ်အော်ပါတယ်ဗျကြီးကြီးရမယ်ဗျနူအာပေါက်မယ်ထင်တယ်နူအာပေါက်မယ်ထင်ပါတယ်မဟုတ်ဘူးကဘူနွီးပေါက်တာဒီဘရိုင်းမှာလို့ဒီဘရိုင်းလာပါပြီဒီဘရိုင်းထပ်ပေါက်တယ်ပေါ့နော်โอเคနူအာနဲ့ရိုဒီကိုနဲ့နှစ်ကောင်ကြံအောင်မယ်ပေါ့နော်နှစ်ကောင်ကြံတာလိုက်အောင်မယ်ပေါ့နော်မတက်နိုင်ဘူးချိန်60နဲ့3ကောင်ဆိုကြတော့ပေါက်ပဲတင်းရတော့မှာပဲနှစ်ကောင်ကြံပါသေးတယ်နှစ်ကောင်ထပ်လိုက်ပါအောင်မယ်နှစ်ကောင်ကြံပါသေးတယ်နူအာနဲ့ရိုဒီကိုနဲ့โอเคထပ်လိုက်ပါမယ်ဒီကောင်နဲ့နှစ်ကောင်လုံးပြီးလိုက်ကွာရှုပ်လို့စေရင်နဲ့နှစ်ကောင်လုံးပြီးလိုက်အဲဆိုပြီးသွားရမပေါက်ဘူးလို့ဒါတော့မှကြည့်အောင်ကဲကွိုင်နမီကနောက်ဆုံးပြီးမှာချိန်40လောက်ပဲကျန်တာတော့မှ standard cat တွေပဲထည့်ပေးတာepic cat တွေ showline cat တွေထည့်မပေးဘူးကွိုင်နမီကတော့တကယ်ရတာတော့ချူမယ်ဆိုတာရွယ်ကိုစီရတယ်ရီးစားကြနေရတယ်ကိုစီကချူမယ်တီးမယ်ထုတ်မယ်ဆိုတာရွယ်အိုးမပေါက်ဘူးလို့မိုးမပေါက်ပါဘူးကျေးဇူးတင်ပါတယ်မပေါက်ပါဘူးလို့ကျေးဇူးတင်ပါတယ်လို့နောက်ဗလင်ကြံသေးရလေအကျဉ်းကြီးကြည့်ပြီးတော့20ဆိုโอเคအဲ့ဒါ2000လောက်ထပ်ထည့်ကြည့်လိုက်မယ်ပေါ့နော်အကျဉ်းကြီးကြည့်ပြီးထည့်ကြည့်လိုက်မယ်ရှုပ်လို့2000ဘယ်လိုလဲထည့်ရမလားထည့်ရမလားထည့်ရမလားထူပါဘူးကိုင်3000လေးလောက်ပဲခါထည့်လိုက်ပါမယ်ဒီကလေးပြီးသွားပေါ့ချိန်30ဆိုတော့ကိုင်3000ထပ်ထည့်လိုက်မယ်ပေါ့နော်ကိုင်3000ထပ်ထည့်ပြီးပေါက်ပါမယ်ဒီမှာမရရင်လည်းမတက်နိုင်တော့ပါဘူးကိုင်နာမီကျေးဇူးနဲ့250ပေါက်ကြီးကိုသိမ်းလိုက်ရပါတယ်လို့250ပေါက်ကြီးသိမ်းလိုက်ရတာပါလို့တကယ်လို့ဂျင်းချက်ကကိုယ်ဆိုအမြဲတမ်းပေါက်ပဲသိမ်းခိုင်းတာလုံးဝ150ဆိုလဲပေါက်သိမ်းရတယ်250ဆိုလဲပေါက်သိမ်းရတယ်50နဲ့လာတဲ့ပေါက်လဲသိမ်းရတယ်150နဲ့လာတဲ့ပေါက်လဲသိမ်းရတယ်250နဲ့လာတဲ့ပေါက်လဲသိမ်းရတယ်အမြဲတမ်းပေါက်သိမ်းမယ်ပေါက်သိမ်းကောင်လေးတောင်ဖြစ်နေကိုနာမီပေါက်သိမ်းကောင်လေးဆိုပြီးတော့ပြပါကောက်ဖွင့်လိုက်အောင်โอเคအော်နှစ်ကောင်လာပြီနောက်ဆုံးမိမှာပဲနှစ်ကောင်လာတော့လေခွေကိန်းနောက်ဆုံးကွိုင်ထည့်ယူမှာပဲနှစ်ကောင်လာတော့လေစားရတယ်လို့နှစ်ကောင်ဘူးပေးလိုက်ပါလားနှစ်ကောင်ဘူးဒီ3ကောင်ဘူးဒီနောက်ဆုံးမိကွိုင်ထည့်ပြီးမှာပဲနှစ်ကောင်ဘူးလာတော့လေကြည်အောင်ကဲရုပ်မာချက်ကလက်လန်တယ်မပေါက်မှာဆိုလို့ကွိုင်3000ထည့်တဲ့ခါကျမှပဲနှစ်ကောင်ဘူးလာတော့အဲ့လိုမှဒီကကွိုင်1000ပဲထည့်တာပေါ့ကွိုင်1900ကျန်နေခဲ့ပြီခွေကိန်းကျေးဇူးတင်ပါတယ်လို့โอเคကျွန်တော်တော့ငါတို့ပေါက်သိမ်းလိုက်ပြီပေါ့နော်ကွိုင်စုစုပေါင်း13000ရေခုနကထည့်တဲ့ကွိုင်6000ရေဆိုတော့ကွိုင်2000ကျော်လောက်ကုန်သွားရပေါ့နော်ကွိုင်2000ဒီပါတော့သုံးလိုက်ရပါတယ်ကွိုင်2000ဒီပါလောက်သုံးလိုက်ရပါတယ်ကျေးဇူးတင်ပါတယ်လို့ပြောနိုင်ပြီ
ကွိုင်း2000နီးပါးတော့သုံးလို့ရပါတယ်โอเคဆုံးဖြတ်ကြည့်ရင်ကြည့်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တော့ပေါက်သိမ်းလိုက်ရပါတယ်250ပေါက်ကိုအကုန်နီးပါးဖောက်လိုက်ရတယ်ပေါ့နော်ကွိုင်း2000နီးပါးသုံးလိုက်ရပါတယ်ငါတို့နဲ့မက်ဆီနဲ့တခြားကတ်တွေအကုန်လုံးရပါကျေးဇူးတင်ပါတယ်ဆုံးဖြတ်ကြည့်ပေးကြတော့